အားလုံးပဲမင်္ဂလာပါကျွန်တော်ကတော့ကိုထိုက်ပါကျွန်တော်ဒီနေ့သင်ပေးမှာတော့ one hand hop ဖြစ်ပါတယ်ဒီအကွက်ကိုရဖို့ဆိုရင်တခြားရတဲ့အကွက်လေးလည်းရဖို့လိုပါတယ် Okay ကျွန်တော်ရဲ့ tutorial တွေကြည့်ချင်တယ်ဆိုရင်ဒီ tutorial online class မှာတွားရောက်ကြည့်လို့ရပါတယ် Okay စလိုက်အောင် one hop ရဖို့အတွက်အရင်ဆုံး handstand လိုပါတယ် handstand ကိုမှပေါင်ကွေးပေါင်ကားအဲ့ဒါကိုကျင့်မှုလိုတယ်ပေါ့နော် Okay ပြီးတော့ရင်ကျွန်တော်တို့ handstand ထောင်ပြီးတော့ freeze one hand နဲ့ freeze လောက်တာကိုအရင်ကျင့်ရမယ် two hand ထောင် freeze one hand နဲ့ Okay အဲ့ဒါရပြီဆိုရင် handstand ကိုမှကွေးပြီးတော့အပေါ်ကိုခုံရမယ်လက်ကလည်းခြေထောက်ကန်တဲ့အတိုင်းမှာတပြေးလေးလိုက်ရမယ်ပေါ့နော် Okay အဲ့ဒါပြီးသွားရင်ကျွန်တော်တို့ခြေထောက်ကိုအရှေ့နောက်လုပ်ပြီးတော့ခုံတာကိုအရင်ကျင့်ရမယ်ဒီကွက်ကိုမသိရင်လည်းကျွန်တော် tutorial video တွေမှာသွားကြည့်လို့ရတယ်တင်ထားတယ်နော် Okay ပြီးသွားရင်ခုံတစ်ခုလောက်ယူပြီးတော့ one hand ကိုထောင်ပြီးတော့ freeze ညှစ်ကြည့်မယ် Okay အဲ့ဒါကိုနောက်တစ်ခါထပ်ညှစ်ကြည့်မယ်ညှစ်ပြီးသွားရတယ်သူငြိမ်သွားပြီဆိုတာနဲ့တစ်ချက်ချင်းဒီခုံလိုက်ညှစ်လိုက်ခုံလိုက်ဘိုက်ကိုပြန်ညှစ်လိုက်အဲ့ဒါကိုကျင့်ရမှာပေါ့နော် Okay အဲ့ဒါရပြီဆိုရင်ကျွန်တော်2 hand ကနေ1 hand ကိုပြောင်းမယ် freeze ပြန်ထိမ့်မယ်ထိမ့်ပြီးသွားရင်ပြန်ထိမ့်ပြီးတာနဲ့အပေါ်ကိုတစ်ချက်လောက်ခုံကြည့်မယ်ခုံပြီးတာနဲ့ပြန်ဖမ်းကြည့်မယ်ပေါ့နော်1 hand နဲ့ပဲခုံပြန်ဖမ်း Okay နောက်တစ်ခေါက်ပြန်ထောင်းထိမ့်ခုံပြန်ထိမ့်အခုံးတဲ့အတိုင်းမှာလက်ကလိုက်ပြီးတော့ပြန်ထိမ့်ပြရမယ်ပေါ့နော်ဟိုခုံပြီးဆိုတာနဲ့လက်ကအရှေ့နောက်လိုက်ပြီးတော့ထိမ့်ပြရမယ်ဟိုမှာရိုင်သွားတဲ့ပုံစံမျိုးပေါ့နော်အခုရိုင်သွားပြီဆိုရင်အရှေ့ကိုရိုင်အရှေ့ကိုလက်ကလိုက်ပြီးတော့လိုက်ထိမ့်ပြရမယ်ပေါ့ Okay အဲ့ဒါဆိုရင်ကျွန်တော်တို့ hand hold ကိုလေ့ကျင့်လို့ရပါပြီ Okay ဒီဗီဒီယိုလို့စုံထိကြည့်ပေးတဲ့အတွက်အားလုံးကျေးဇူးအများကြီးတင်ပါတယ်နောက်လည်း tutorial လေးအများကြီးတင်ပေးမှာမို့လို့ကျွန်တော်ရဲ့အကောင့်ကို like and follow လေးလုပ်ပေးထားလို့ရပါတယ်နော်